တောင်းကြရအောင်နော်ကိုရောဖျားနှုတ်ခပါတော့အတွက်ဆူတောင်းပါတယ်ကိုရောကိုလည်းကြည်ဥတင်တယ်ဒီနေ့ရနာမဲ့ဘုရားရဲ့ချစ်တဲ့သာသမီများအားလုံးရဲ့အသက်တာထဲမှာလည်းပဲဤသောအသက်တာနဲ့ဘုရားသခင်ဆက်လက်ပြီးတော့မလမ်းပြဖို့ဆုံးတော်မူပါယေရှုနာမဖြင့်ဆူတောင်းပါ၏အနည်းငယ်လေးfeedback အနည်းငယ်လေးပါလေပြန်ရလို့အရန်ပဲဘုရားကိုချီးမွမ်းတယ်ဒီမှာလာဖို့ကကျွန်တော်အနေနဲ့လောင်းဝဒီမထက်တန်ဘူးဆိုတာထက်ဒီကျွန်တော်တို့ရဲ့အဖွဲ့အစည်းထဲမှာဆိုရင်လေတောင်းရောက်မြောက်မှာကျွန်တော်ကအသက်ကြီးဆုံးပါလေဖြစ်မယ်နောက်ဆရာခေါ်ပေးနဲ့နောက်ပြီးတော့ဆရာကျော်လတ်နဲ့နောက်ပြီးတော့တတိယကကျွန်တော်ပါလေဖြစ်မယ်အသက်နဲ့ကျင်းမယ်ဆိုတော့ဒါပေမဲ့အဲ့ဒီကြားထဲကဆရာကြီးထဲကကျွန်တော်ကအငြိဆုံးကတင်ချင်းရတာကလည်း2009နောက်ပြီးတော့အမှုတော်ဆောင်တာကလည်း6နှစ်ပဲရှိသေးတယ်အငြိဆုံးဖြစ်တယ်အဲ့ဒီကြားထဲကဒီမှာလာဖို့ကကုနံပါတ်1ကျွန်တော်ရဲ့ဒီမှာမဘာအဖွဲ့အစည်းထဲမှာအရန်အားကိုးရတဲ့ဒီဝိညာဉ်ဖခင်များရှိတယ်နောက်ပြီးတော့ကျွန်တော်ကဗမာစကားလဲဒီမှာပြပေါ်မှာရပြီးမှဒီအသင်းတော်တကယ့်ဗမာစကားကိုတကယ့်ဗမာအစ်စ်လူပြောနေတဲ့ဒီထဲမှာကျွန်တော်ပြောဖို့ကအလုံးဝကျွန်တော်ရဲ့စကားကိုလေတို့နားလေမှာမဟုတ်ဘူးဆိုတဲ့ဆယ်ရီလေးရှိတယ်။အော်နောက်ပြီးတော့ကျွန်တော်ထက်တကယ့်ပါလေရှင်နေဖြစ်တဲ့ရှာရီကြားထဲကနဲ့ဒီမှာလာဖို့ကအရမ်းပဲဝန်လေးတယ်။ဆရာကဒီမှာလာဖို့ပြောပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဆွတ်တောင်းတယ်ကျွန်တော်တို့ပါလေဒီမရဆွတ်တောင်းတယ်ဘယ်လိုဒီအသင်းတော်ကိုဒီနောက်ကပါတော့ဝင်ငါပေးမလဲဆိုတာဆရာစီမှာကျွန်တော်ပါလေပြောပြီးပြီကျွန်တော်ပါလေဖိလိပ္ပိဩဝါဒစာကိုကျွန်တော်ရေးထားဆိုတာကပါလေကျွန်တော်ဒီနှုတ်ရေးထားတာလေးရှိတယ်အဲ့ဒါကိုသင်ပေးရင်ကောင်းမယ်ဆိုတာစတဲ့မှာတော့ရှိတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဒီသင်တန်းဒီပါလေဥဆောင်တဲ့ပိုင်းမှာသင်တန်းကိုပါလေကျွန်တော်တို့ပြန်လေပြီးတော့ဒီလောက်တဲ့ခါမှာလေးပဲကျွန်တော်က theology ကြတော့အခုကျွန်တော်က2009ကနေကျွန်တော်ကြားစာကြောင်းကျက်တာအခုချိန်ထိမပြီးနိုင်သေးဘူးကျွန်တော်ကြားစာကြောင်းကျက်တာ10နှစ်ကျော်ပြီအခုချိန်ထိမပြီးနိုင်သေးဘူးဘာလဲပြောချင်တာအရန်ကျွမ်းကျင်တာတော့မဟုတ်ပေမဲ့လေနောက်ပြီးတော့ဒီဘာလဲ theology နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်လေ့လာပါတယ်ဒါဥဆောင်တဲ့ပန်းမှာကတော့ကျွန်တော်သိမလေ့လာနိုင်ဘူးအချိန်လေးမရှိဘူးကိုယ့်ရဲ့ဝတ္တနာလေးဖြစ်မှာပေါ့ဆိုတော့အားနေချက်များကြီးရှိတယ်အားနေချက်များကြီးထဲကနေဒီဘာလဲ leadership ဖေးမှာကျွန်တော်သင်ပေးဖို့ရကျွန်တော်အရန်ဝန်လေးတယ်ကျွန်တော်ဟောဖေးကိုကျွန်တော်သွားတဲ့ခါမှာသူတို့အတွင်နည်းလေးအမြအကျိုးရှိမလားလို့ကိုရောလို့ကျွန်တော်ကိုဒီတိုင်းမြေမပြတ်ခမ်းပါနဲ့အနေငယ်လေးကျွန်တော်နော်ဒီအသင်းတော်အတွက်အကျိုးရှိအောင်ကိုတော့လုပ်ပေးပါလို့ကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့မနေ့ကလည်းကျွန်တော်တို့သင်ရတာဒီမှာကြစ်တယ်ကျွန်တော်အနေနဲ့တော့ကိုယ့်ကိုအားမရဘူးဒီမှာကြစ်ရတာလေနော်ဆိုတော့ကြစ်ရဆိုတာကဒီမှာဒီပါဝင်တဲ့ဒီမှာဘုရားသားသမီးတွေကိုပြောချင်တာမဟုတ်ဘဲနဲ့ကိုပြောတဲ့အရာတွေဗမာစကားကစလုံးဝအားမရဘူးဒါပေမဲ့ပါလေဒီတိုင်းပဲပါလေပြီးသွားတယ်တော့ဒီမနေ့ဒီပါလေခွန်အားရတာတွေဖြစ်စေမရတာတွေဖြစ်စေနော်ဆရာမအရန်လေးစားနေတဲ့ဆရာမဖိတ်ကနေပါလေကျွန်တော်ငင်ကြတော့ပါလေကျွန်တော်ငင်ဖြစ်တော့ဒီတိုင်းပဲထားပါအောင်နော်ဒါပေမဲ့ဆရာမကိုရန်ထပ်ပြီးမှဒီနေ့ပါခွန်ရအရာလေးတွေကိုပြောတဲ့ခါမှာကိုရောအရန်ပဲဘာလို့ဝမ်းမြောက်တယ်ဆက်လက်ပြီးတော့မှနော်ဘီဒီအသင်းတော်နော် GBC အသင်းတော်ဒီမှာလာဖို့ရန်နော်အသင်းလူကြီးများနော်ပြီးတော့အသင်းသူအသင်းသားများအားလုံးဆရာကအစနော်ကျွန်တော်ကိုဒီအထစ်ရောက်လာဖို့ရန်စီစဉ်ပေးတဲ့အားလုံးအပေါ်မှာလည်းပဲအထူးပဲကြည်ဥတင်တယ်
ကျိုးတင်တယ်ဆိုတာထက်ကျွန်တော်ဘာမှမပြောနိုင်တော့ဘူးမနစ်ကလည်းပဲခွာရသည်ဖြစ်စေမရသည်ဖြစ်စေစစ်စီလက်စီနဲ့တနေကောင်ထံပေးပြီးမှနော်ကျွန်တော်တခါတည်းဘာပြောမှန်းတော့မသိဘူးနော်အဲ့ဒါကြားထဲကနဲ့နော်စစ်စီလက်စီနဲ့နားထောင်ပေးတဲ့ဘုရားချစ်တဲ့သားသမီးများကိုလည်းပဲဆက်လက်ပြီးတော့မှာဘုရားသခင်ကောင်းချီးပေးပါစေနော်ပြီးအထူးသဖြင့်ကျွန်တော်မခံစားဖို့တဲ့အရာတွေနော်ဒီတကယ်ကျွန်တော်အတွက်နော်ဘုရားသခင်စီကရတဲ့ကောင်းခြင်းမင်္ဂလာကျွန်တော်ကိုနော်တီခင်အခန့်ကျွေးမွေးတဲ့အမိသားစုများအားလုံးကိုလည်းပဲအထူးပဲကြည်ုံတင်တယ်နော်ကျွန်တော်ပကံသေးကိုထိပေးလိုက်တယ်ကျွန်တော်ကိုစားခါနဲ့ကျွန်တော်တခါတော့ကျွန်တော်ကဘာတူလဲလို့ကျွန်တော်ကဘာလဲလို့အမှန်တကယ်ပြောမယ်ဆိုရင်ကျွန်တော်ကဒီသူများစီကိုနော်ကုမိသားစုနော်ကုယူအားထဲမှာတော့မှဒီပုပိပေါ်မှာမတရားပြီးဖျားအကြောင်းဒီပြောနိုင်တဲ့ပြောဘယ်လိုပါလဲဘယ်လိုပြောမှလဲပြောနိုင်တဲ့သူမဟုတ်ပါဘူးဒါပေမဲ့ဘုရားကြီးတော်ကြောင့်ဒီအသင်းတော်မှာပါလေရောက်တဲ့ခါမှာနွေးထွေးနဲ့ကြိုးဆူကြတယ်နော်ကျွန်တော်အတွက်အများကြီးသင်ယူစရာပါလေအများကြီးရှိတယ်အများကြီးရတယ်ကျွန်တော်အသင်းတော်ကိုသွားတဲ့ခါမှာဒီအသင်းတော်ကနေပေါင်းထားပေါင်းအပြိုးအစုစစ်ဆန်ရက်အစအလုံးစုံဒီပါလေကျွန်တော်ကိုကြည့်ရှုဆောင်ရှောက်တဲ့အရာအားလုံးတွေကိုလည်းပဲအသင်းတော်စီမှာအများကြီးဒီပါလေဒီသင်စရာရှိတယ်လို့အများကြီးပြောပြစရာလေးရှိပါတယ်လို့အနေငယ်လေးပါလေပြောပြချင်ပါတယ်အခုကတော့ကျွန်တော်တို့ဒီကျန်းစာထဲမှာကျွန်တော်တို့ပါလေသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ပြင်ဆင်ထားတဲ့ကျန်းစာကဒီဖိလိပ္ပိဩဝါဒစာခန်းကြီး၄နောက်ဆုံးကဟာကိုကျွန်တော်တို့ပြန်သွားမှာဖြစ်တယ်ဒီနေ့အတူတူကဖတ်ချင်တဲ့ကျမ်းချက်ကဖိလိပ္ပိဩဝါဒစာဖိလိပ္ပိဩဝါဒစာခန်းကြီး၄အငယ်၈ကနေ20နှစ်အထိ10နှစ်အထိကျွန်တော်တို့အတူတူကဖတ်ရအောင်ကျွမ်းကျင်သောစကားဟုမူကားညီအကူတို့တမန်တရားနဲ့ဆိုင်သောအကျင့်လျော့ပတ်သောအကျင့်ဖြောင့်မတ်သောအကျင့်စင်ကြယ်သောအကျင့်သူတစ်ပါးနှင့်သိပွေသောအကျင့်ချီးမွမ်းသောအကျင့်ရှိသမျှတို့ကို၎င်းပါရမီတစ်ပါးပါကောင်းသောတည်တစ်ပါးပါနှင့်ဆိုင်သောအကျင့်တို့ကို၎င်းနှလုံးသွင်းကြလော့တင်တို့ဒီအထက်ကတင်ယူ၍ငါ၌ကြားမိခေသမျှတို့ကိုကျင့်ကြလော့သူတင်ဒီညင်သက်ချင်းရှိ၏ချစ်တော်မူလိမ့်မည်ယခုနာလေတင်တို့ဒီငါကိုကြည့်ရှုပြုစုခြင်းသောစေတနာနှင့်ပြုဆောင်ပြန်သည်ဖြစ်၍ငါဒီဘုရားသခင်၌အလွန်ဝမ်းမြောက်ခြင်းရှိ၏သူစေတနာစိတ်ဒီအထက်ကရှိတော်လေပြုစုရသောအခွင့်မရှိပြီသူတို့ငါဆိုသောငါကိုယ်တန်ရည်ရင်အကြောင်းမူကားငါဒီတွေ့ကြုံသမျှကြောင့်ရိတ်သောစိတ်ရှအံ့သောဟာသိမိပြီချွတ်ချခြင်းကို၎င်းရွေဝခြင်းကို၎င်းဝါစွာစားခြင်းတမော့ခြင်းစီးစင်ရှိခြင်းစေရခြင်းတို့ကိုလေငါခံအခြင်းဟာအရာရာတို့တွင်အရာရာ၌သိမိပြီ
ဘတော်တော်ကျန်ချက်ပေါ်ဖျားစင်ကောင်းကြည့်ပေးပါစေကျွန်တော်တို့ရိုဂျာ1555လောက်မှာဂျွန်ရိုဂျာဆိုတာရှိတယ်ကျွန်တော်အားလုံးသိတယ်ဂျွန်ရိုဂျာဟာသူကကျန်းစာဘာသာပြန်တဲ့နေရာမှာပါဝင်တယ်အဲ့ဒီချိန်မှာသူကဒီဘာလဲကျန်းစာပြန်ဖို့သူတို့လုံးနေခါဒီတိုင်းပဲပြန်လို့မအရင်တောင်းကဆိုရင်ဒီဂရိနဲ့ဟေဘရူပဲရှိတယ်အင်္ဂလိပ်ကျန်းစာမရှိသေးဘူးအင်္ဂလိပ်ကျန်းစာမရှိသေးတဲ့အချိန်မှာဒီဝတော်ကနေနေပြီးမှကျန်းစာကိုပြန်ဖို့သူတို့လုံးနေတဲ့ခါမှာအဲ့ဒီတောင်းကဒီအင်္ဂလန်မှာရှင်ဘရင်လောက်တဲ့သူကကျွန်တော်တို့လူနော်ကက်သလစ်မဟုတ်ဘူးပရိုတက်စတန့်ဖြစ်တယ်အဲ့ဒါကြောင့်သူစီကိုအကူငင်တောင်းပြီးမှသူစီကနေဒီအခွင့်ရလို့ဘာသာပြန်ဖို့သူတို့လုပ်နေတယ်ဘာသာပြန်ဖို့လုပ်တဲ့အခါမှာဒီအသေးအစ်ပြောမဆိုရင်ပြောစားမလို့အကုန်လုံးသိပြီးသားအောင်လာမှလည်းရှိပြီးသားဆိုတော့ဒီအပွင့်လေးကိုပဲကျွန်တော်ပါလေကျွန်တော်ပြောချင်တာဘာသာပြန်တဲ့ခါမှာသူတို့ကဒီကူငင်ပြီးမှသူတို့ကဘာသာပြန်တဲ့ချိန်မှာအကြောင်းအမျိုးမျိုးကြောင့်လို့ပါလေပြောရမှာပေါ့ဒီစင်ဘရင်ကတည်သွားတယ်စင်ဘရင်ကဒီဆုံးသွားတဲ့ခါမှာသူ့ရဲ့ညီမဖြစ်သူ့ရဲ့ညီမအရင်တော့မဟုတ်ဘူးသူ့ရဲ့ညီမဖြစ်သူကဘယင်မဖြစ်လာတယ်ဘယင်မ1516နဲ့1558သူကဘယင်မဖြစ်လာတဲ့အခါမှာသူကတကယ်ကက်သလစ်ဖြစ်တဲ့အတွက်သူတို့ဘာသာပြန်တာကိုမကြိုက်ဘူးသူစင်ဘယင်မဖြစ်ပြီး40တရက်နော်စင်ဘယင်မဖြစ်ပြီးမှ40တရက်မှာရိုဂျာကိုအဖမ်းခံတယ်ရိုဂျာကိုအဖမ်းခံပြီးမှရိုဂျာကအဖမ်းခံပြီးတဲ့နောက်ပိုင်းမှာသူ့ကိုတတ်ဖို့သူတို့ကအစီအစဉ်ပါလေကြာနေပြီတတ်ဖို့ဖြစ်တဲ့အခါမှာဒီဟာကိုမသွားခင်မှာဒီဘယင်မကနော်ကျွန်တော်တို့လူယုံကြည်ခြင်းကိုကန်တဲ့သူတွေကို980နဲ့300ပတ်ဝန်းကျင်မှာနော်9နှစ်အတွင်းသူကအုတ်ချို့တဲ့အချိန်9နှစ်အတွင်းမှာသူအုတ်ချို့တဲ့အချိန်မှာလူပေါင်း300ပတ်ဝန်းကျင်980ပေါ့လူပေါင်း300ပတ်ဝန်းကျင်ကိုမင်းရှုလိုက်တယ်အဖမ်းခံတယ်တပ်ဖြတ်လိုက်တယ်9နှစ်အတွင်းတော့သူဥချုတဲ့အချိန်မှာ9နှစ်အတွင်းမှာပဲလူပေါင်း300ပေါင်းကျင်ကမိချိုချင်းကိုခံတယ်ဆိုတာကိုကျွန်တော်တို့မြင်ရတယ်လူပေါင်းများဆိုတာမိချိုချင်းကိုတို့ပါခံတယ်အဲ့ဒါအကြားမှာရိုဂျာကလည်းအဲ့ဒီမှာပါတယ်ရိုဂျာကအဲ့ဒီမှာပါတဲ့အခါမှာသူကအဓိကဘာအကြောင်းအဖမ်းခံပြီးမှဘာကြောင့်တပ်ဖို့တို့စီစဉ်တယ်လဲဆိုရင်သူယုံကြည်ခြင်းကိုပြောခိုင်းတဲ့အခါမှာသူတို့ကဝေရောမင်္ဂလာကိုသုံးတဲ့အခါမှာစပိကြီးနော်ယူစပိကြီးကနဲ့ယူမုတ်က Father ကဆူတောင်းတဲ့အခါမှာတကယ် real ဒီတကယ်သခင်ယေရှုရဲ့အတွေ့တကယ်သခင်ယေရှုရဲ့အသားဖြစ်တယ်ဆိုတာကိုသူတို့ကယုံကြည်တဲ့အတွက်ရိုဂျာကမယုံကြည်တော့ဘူးလက်မခံဘူးအဲ့ဒါကြောင့်မနေ့ကတော့သူ့ကိုတတ်ဖို့သူတို့ပြောနေတဲ့ခါမှာမနေ့ပန်းကတော့သွားတယ်ခါမှာသူ့ရဲ့ခလေးနဲ့အမျိုးသမီးနဲ့အပါဝင်7ယောက်ကဒီကတော့ဆောင်းနေတဲ့ချိန်မှာသူတို့ကတတ်ဖို့သွားပြီးအဲ့လိုပေါ့လမ်းလျှောက်တဲ့ခါသူ့ရဲ့မိသားစုကိုအိုင်လို့လောက်ခွန့်ဘာဘိုင်လို့လည်းလောက်ခွန့်ဒါစီရှိတယ်ဒါပေမဲ့
bye lo high lo lo me asago lo khwe ma shit da atwe do ba lo da le so da salan the chin salan the chin so yin ne beပါတယ်အဲ့အချိန်မှာဖမ်းသွားတဲ့စစ်ဘူးကြီးကပါလေစစ်သားကပေါ့မင်းရဲ့ယုံကြည်ခြင်းကိုဆွလွတ်မလားအခုချိန်မှာမတတ်ခင်မှာမင်းမတအသမခံခင်မှာစက္ကန့်ပန်းမိနစ်ပန်းမှာမင်းမအချင်းရှိပါသေးတယ်အချင်းရှိပါသေးတယ်မင်းယုံကြည်ခြင်းကိုဆွလွတ်မလားအဲ့ဒါခါငါယုံကြည်ခြင်းငါအသွေးနဲ့လေးတဲ့အရာငါယုံကြည်ခြင်းကိုငါဆွလွတ်နိုင်ဘူးအသက်ခံတာအဲ့ဒီအသက်ခံတဲ့အခါမှာသူကတဲ့မပေါ်ဘူးပြောင်းလဲအဲ့ဒါမင်းခူရီကိုဒီတိုင်းပေးမနေဘူးမင်းခူရီကိုယူပြီးပါနော်ဖះကိုချီးမွမ်းတယ်မင်းခူရီကိုနော်ပြီးမှချီးမွမ်းတယ်ကျွန်တော်ပြောချင်တာပါလေဆိုတချို့လူတွေကကျွန်တော်တို့ခရိယန်အတန်ဝင်ထဲမှာခရိယန်တွေကဘာဖြစ်လို့ဒလလောအခက်ခဲကြတွေကနေတေတော့မအချင်းမှာအဖမ်းခံတဲ့အချင်းမှာနောက်ပြီးတော့မင်းချို့တဲ့အချင်းမှာဘာလို့နော်ဘာလို့ပြောနေတာလဲဘာလို့ရည်နေလဲဘာလို့ဝမ်းမြောက်နေတချို့ကြတော့လေအခက်ခဲများဆိုတာရှိတဲ့အချင်းအနေငယ်လေးကိုယ့်ရဲ့မသားစုထဲမှာနည်းနည်းလေးအသေးအမွားလေးတွေပြဿနာရှိတဲ့အချိန်မှာတော့မှဖယားသခင်စီကိုကျွန်တော်တို့ဝါမမြောက်နိုင်တဲ့အာကြီးထေကနေဘာဖြစ်လို့သူတို့ကြတော့ဝါမြောက်နိုင်တာလဲစတီဗန်ဖန်ခံပြီးမှနော်စတီဗန်ကိုသူတို့ကတောက်ခဲနဲ့ထုတဲ့ခါတွေ့ရန်သူတွေရှိကူတင်လေမဆူဘူးကျွန်တော်တို့အနေနဲ့လူပုကုတူတဲ့ကျွန်တော်တို့ကိုနေနေပပပြောလာပြီဆိုတော့ကျွန်တော်တို့ဆူတောင်းချင်းလာပြီကိုတော့ကျွန်တော်ကမို့လို့ဆောင်တယ်နော်လို့သူကဘာဖြစ်လို့ဒီလိုပြောလာလဲနေနေပပတော့ပါဆုံးမလေးလို့ကျွန်တော်တို့တခါတလေစစ်ထဲမှာပါလေပေါ်လာတယ်ကျွန်တော်တို့တက်ခတ်မှုတွေများလာတဲ့ခါမှာကိုတော့ကျွန်တော်မမဘူးလေဘာဖြစ်ကတူကကျွန်တော်ကိုအဲ့လိုမျိုးလောက်တာလေနေနေပပတော့ဆောင်းမလို့မရဘူးလားကိုတော့လို့တခါတလေကျွန်တော်တို့ကလောက်တတ်တဲ့တခါတလေရှိပါတယ်ဒါပေမဲ့ကြည့်ပါနော်စတီဗန်ကြတော့တောက်ခဲနဲ့နော်ပြည့်တဲ့လူတွေအတွက်နော်ကိုရောစီကိုဆူတောင်းပြီးမှမျက်ရည်ကျပြီးမှအော်ပြီးမှတို့ကိုရောသူတို့ရအပြီကိုခွန်လန့်ပါကေတင်ချေရဖို့ဆူတောင်းပေးတယ်ခရိယန်ရဲ့အသက်တာထဲမှာအနေငယ်လေးကုမနာဘူးကုအသားကိုမထိပေမဲ့လေအနေငယ်လေးစကားနေနေပါကြမ်းနဲ့စကားနေနေပါပြောလာတဲ့ခါတောင်မှကျွန်တော်တို့မခံချင်တဲ့စရိအများကြီးထေကနော်သေဖို့ရှိပြီနော်သူမြတ်ကကြောက်ခဲနဲ့ပြီးတယ်ဒါပေမဲ့သူတို့ကိုအပြစ်မတင်ဘဲနဲ့ကေတင်ချင်းရနိုင်ဖို့ရနဲ့ကိုတော့သူတို့အပြစ်ကိုခေါ်လန်ပါဆူတောင်းပြီးမှပြုံလေးနဲ့နေနိုင်တဲ့အသက်တာဟာသူတို့ကဘာဖြစ်လို့လဲကျွန်တော်တို့ကောဘာဖြစ်လို့လဲဆိုတာမေခွန်းထောက်စားလေးတွေအများကြီးရှိပါတယ်အဲဒါကြောင့်ဒီနေ့ပြောချင်တဲ့အရာကဘာလဲဆိုရင်ခရိယအသက်တာထဲမှာဘေတော်အခါမှာချောမောနဲ့တွားတာမဟုတ်ဘူးလို့ကျွန်တော်ခဏပြောနေတာစင်ပေါ်လို့အသက်တာကိုကြည့်မယ်ဆိုရင်လည်းဘေတော်အခါမှာချောမောနဲ့တူမရှိပါဘူးအခက်ခဲများစွာနဲ့ရင်ဆိုင်နေရတယ်အခက်ခဲများစွာရှစ်တန်းကိုကျွန်တော်တို့ကဖျားခင်ကိုအပြစ်တင်ဖို့မဟုတ်တယ်လို့စင်ပေါ်လို့ကြတော့သူများပေးတဲ့ကောင်းခြင်းမင်္ဂလာကိုဘသူ့ကိုကြည်တင်လဲဆိုရင်ဖျားကိုကြည်တင်တယ်ဖျားကိုချီးမွမ်း
ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကအခန်းငယ်ဒီကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာထဲမှာဖတ်သွားတဲ့ကျမ်းစာကိုအခြေခံပြီးမှကျွန်တော်ဒီနေ့ပြောချင်ပါတယ်ဒီမနစ်ကကျွန်တော်အများကြီးဒီအကြားထဲကနေကျွန်တော်အများကြီးပြောထားတာလေးတွေရှိပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကိုမပြောတော့ဘူးကျွန်တော်တို့အခက်အခဲများစွာရှိနေတဲ့အချိန်မှာဖယားသခင်ရဲ့တကူတော်ဖယားသခင်ရဲ့ miracle ကိုကျွန်တော်တို့စီမှာရောက်လာတယ်ကျွန်တော်တို့အရင်နာမည်ကြီးကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်နော်အားလုံးသိပြီးသားစဉ်းစားကြည့်ကျွန်တော်တို့တကယ်ပဲကျွန်တော်တို့ဆူတောင်းခြင်းတကယ်ပဲယုံကြည်ခြင်းတူကနော်အရင်နာမည်ကြီး George Muller ကစဉ်းစားကြည့်သူ့မှာကလေးတွေသုံးနော်အများကြီးရှိတယ်သူတို့အခုဒီမနေ့စားဖို့နော်လူပေါင်း300စားဖို့မရှိဘူးလောဝကိုမရှိတာရှိကိုမရှိတာမရှိတော့โอเคမနေ့ညကဆူတောင်းမယ်ဒီမနေ့လေဆူတောင်းမယ်ကိုရောတခုခုပြင်ဆင်ပေးပါသူတို့မဆဆမရှိဘူးလို့ပြောမှာပေါ့ဒါပေမဲ့မရှိဘူးမလာဘူးမလာပေမဲ့လေဒီတိုင်းတော့မနေဘူးဟုတ်ပါမအကျောင်းတို့ရေတိုင်းဘူးတောက်ပြီးသားဝေးပေါ်မှာကလေးတွေကိုအကုန်လုံးလားโอเคနော်လူပေါင်း300ခန့်ထားပြီးမှပကံနဲ့ခွဲ့တယ်နော်ဒီမှာနော်ပကံနဲ့ခွဲ့တယ်ဇွတ်ထားပြီးနော်အတွက်နော်မို့အတွက်ဆွတောင်းရအောင်ရှစ်လားဟောငါတို့ရဲ့သခင်ကလည်းယူပြီးလားမသိဘူးဘာမှလည်းမရှိသေးနဲ့မနေ့ညယုံကြည်ရှင်မနေ့ညလေးဆွတောင်းတယ်ဒီနေ့လေးဆွတောင်းတယ်ဆွတောင်းတော့အိုးအခုချင်းချင်းမရသေးဘူးခဏလေးနေအောင်ငါဆွတောင်းအောင်မယ်မင်းတို့အခက်အထဲမှာပဲနေပါအောင်မလာနဲ့အောင်နော်ခစ်ချင်းကိုမလာနဲ့အောင်ဒီတိုင်းပဲနေပါအောင်ငါဆွတောင်းအောင်မယ်ကိုရောလို့ပေးပါကိုစားမရှိတော့ဘာထဲမှာလေးပတ်စံမရှိဘူးမရှိတော့ကိုရောပြင်ဆင်ပေးပါဆိုပြီးမှကျွန်တော်တို့ကပြောကောင်းပြောနာနေဒါပေမဲ့တူကတော့အကုန်လုံးဟေးလာစပွေးပေါ်မှာအကုန်လုံးထန်ထားပြီးမှပကံတစ်ခုစီအားပြီးပဲကဲတော့ချီမရအောင်ဆိုတာကျွန်တော်ကတော့လောရင်းမှာတော့မဟုတ်ပါဘူးစဉ်းစားကြည့်လေတကယ်လို့အစီမပြေဘူးဆိုတော့တကယ်ပါလေရှက်ရှာကောင်းတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတွေ့ယုံကြည်ခြင်းကအဲ့ဒီအချိန်မှာပဲနော်အဲ့ဒီအချိန်မှာပဲဆုတောင်းပြီးမှအာမင်ပေးတဲ့ခါမှာတခါဂုံတခါတန်လာပြီတခါဖွင့်လိုက်တော့မနေ့ညကလေးကနေနော်ခလေးရီစားဖို့မို့ကိုပြင်ဆင်တဲ့လူကဘာဖြစ်လို့လဲမသိဘူးမနေ့ညကကျွန်တော်စစ်ထဲမှာခလေးရီကိုကြွေးချင်တဲ့စစ်ရှိတယ်ဆိုပြီးမှတခါလာခေါ်တာတခါခေါ်ပြီးမှတော့အရင်ဝါတာကဲစားနေတော့မှာပဲဖယားရအလိုတော်ကြောင့်တခါတလေဆုံးရှုံးမှုရှိရင်လည်းပဲဖယားအလိုတော်ဆိုတာကိုသိကြပါလို့ခွာပေးခြင်းတယ်သူတို့ခလေးရီအတွေ့ကတော့ဝတ်အောင်စားဖို့ဖြစ်ပေမဲ့လေစီပေါ်ရေးသမားကတော့ဆုံးရှုံးခြင်းကိုရောက်နေတာသူတို့နော်စေတနာပါတာလည်းမဟုတ်ဘူးဘာအကြောင်းမှမဟုတ်ဘူးမနေ့ညကမို့ဒီလုတ်တဲ့သူကြတော့ခလေးရီအတွေ့စီစဉ်ပြီးသားဖြစ်တယ်ဒါပေမဲ့နော် meal ဒီ meal နွားနှုတ်ကြတော့တွေ့စီပွားရေးလေးကိုမောင်းပြီးမှစီပွားရေးရောင်းစားဖို့စီပွားရေးသွားတဲ့ခါမှာအဲ့ဒီနော်ကလေးတွေရဲ့နော်အဆောင်ဆက်မှာပဲလေးကပြတ်သွားပြီးတော့ပြန်ပြင်လို့မရတော့ပြန်ပြင်လို့မရတဲ့ခါမှာနော်တရက်လောက်ကြာမယ်ဆိုရင်နွားနိုးကတော့ပြတ်ပြီလေနော်မကောင်းတော့ဘူးဒါဆိုရင်တော့မကောင်းတော့အစားကလေးတွေကိုပြေးရင်ကောင်းမလားဆိုပြီးမှတခါတခါပြန်ခေါ်တယ်ကျ
ကျွန်တော်လေးပြတ်သွားလို့ဒီမှာနွားနို့တွေအများကြီးရှိတယ်ရောင်းစားလို့လေးမရတော့ဘူးတကယ်လို့ဒီလေးကချက်ချင်းပြင်လို့မရသေးဘူးဆိုရင်တော့အကောင်လုံးဘာလဲပျက်စီးတော့မယ်ဒီမှာကလေးတွေတောင်းလို့ရမလားတောက်လို့ရမလားလို့မေးလိုက်တော့တောက်လို့ရမလားဒါပေမဲ့သူတို့အရန်လူအပ်တယ်လေလူအပ်တဲ့ချိန်မှာဘုရားသခင်ကသူတို့ကိုဝတ်စွာပြခွင့်ပါပေးတယ်ရှိပေါ်ရေးသမားအတွေ့ကြတော့ဆုံးရှုံးမှုတွေရှိပေမဲ့လေအရန်လူအပ်နေတဲ့လူတွေကြတော့ဝတ်စွာစာနာခွင့်ဘုရားသခင်ဘဝထဲမှာအားလုံးကျွန်တော်ခွန်အားပေးချင်တာကတော့သူများအတွက်အနစ်နာခံခြင်းနဲ့သူများအတွက်ဆိုရင်ဆုံးရှုံးရတဲ့ယုံကြည်သူဖြစ်ဖို့လေလိုတယ်သူများအတွက်ဆိုရင်အချင်းပေးရတဲ့ယုံကြည်သူလည်းဖြစ်ဖို့လိုကျွန်တော်တို့အလောလောမယ်ဆိုရင်ပတ်စံရစာလေးတွေရှိပေမဲ့လေဟောမှာကိုကြီးဖို့လိုနေလို့ငါဟောမှာတော့ဖို့လိုနော်တခါဟိုမှာသွားဖလို့အဒါကိုဟိုမှာကရှိတယ်ဆိုတော့ဘယ်ဘာတော့ဟိုမှာကတော့90ရစာရှိတယ်ဟာဒီမှာကတော့အလကားနော်စစ်ထဲမှာဒါပေမဲ့သူများကောင်းဖို့အတွေ့ဆိုရင်တော့ကျွန်တော်ဆုံးရှုံးတာကလည်းတကယ်တမ်းဖို့ရှိပါတယ်အဲ့ဒါကြောင့်ဖိလိပ္ပိဩဝါဒစာစစ်ကိုထဲကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အရာအားလုံးကဘုရားသခင်ပြင်ဆင်ပေးတဲ့အရာဖြစ်တယ်စစ်ကိုထဲမှာဆိုရင်တော့ဘုရားသခင်က my God supply all you need ဘုရားသခင်ကကျွန်တော်တို့ရဲ့လူအသမျှကိုပြင်ဆင်ပေးမယ်ဟေဘရုအခန်းကြီး73ငါကိုကြည့်မယ်ဆိုရင်လေဘုရားကသူ့ရဲ့သားသမီးတွေအတွက်ကိုဘေတော့အခါမှာသားသမီးတွေကိုမဆွန့်လွတ်ဘူးဆိုတာကိုကျွန်တော်မြင်ရတယ်ဖိလိပ္ပိမှာအသိန်းတော်မှာသူ့ကိုစင်ပေါ်လို့ကဝမ်းမြောက်တယ်ဘာအကြောင်းလဲဆိုရင်တော့ဒီ background ကိုပြန်ကြည့်မယ်ဆိုရင်သူတို့ကဒီဖိလိပ္ပိဒီအသိန်းတော်ကစင်ပေါ်လို့ကိုကူညီတယ် support တယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်သူတို့မ support နိုင်တော့မကူညီနိုင်တော့ဘူးမကူညီနိုင်တော့တဲ့နောက်ပိုင်းမှာသူတို့ပြန်ကူညီခွင့်ရတဲ့အရာကိုစင်ပေါ်လို့ကဝမ်းမြောက်ခြင်းနဲ့သူတို့စီကိုစာပြန်ရတဲ့အရာကိုကျွန်တော်တို့မြင်ရတယ်နောက်ပြီးတော့သူကအသိန်းတော်ကိုသူဝမ်းမြောက်ပေမဲ့လေဒီဟာတဲ့ the glory of God ဖယားကိုပို့ပြီးတော့ချီးမွမ်းတယ်ဒါကအသိန်းတော်ကလောက်တာမဟုတ်ဘူးဖယားသခင်ကအသိန်းတော်ကိုနိုးဆော်လို့လောက်တယ်ဆိုတာကိုသူသိတဲ့အခါမှာအသိန်းတော်ကိုလေကြည်ယူတင်တယ်လို့အသိန်းတော်တဲ့ဖယားကိုပို့ပြီးတော့ချီးမွမ်းတယ်အရာကိုကျွန်တော်တို့မြင်ရတယ်ဖယားရဲ့အော်ဖို့ရလော့အရာတွေလုံးဝလူတွေရဲ့မထင်တဲ့အရာတွေမောဆက်သွားတဲ့ခါမှာနော်တကယ်ပဲပင်လေကြီးကိုလည်းပဲနော်နှချမ်းကွေးစေတဲ့ဖယားဖြစ်တယ်သူများကောင်းချီးရဖို့ဆိုရင်လူရန်က suffering လုပ်ဖို့နော်ဒီလောက်ရရမယ်အနဲ့နာခံရမယ်ဟေဘရု7:16ထဲမှာဆိုရင်ကျွန်တော်တို့တွေ့ပါတယ်နော်အချင်းချင်းဥစ္စာဝေမျှခြင်းအချင်းချင်းနဲ့တဲ့ချင်းအားပေးခြင်းကိုလေကျွန်တော်မြင်ရတယ်နံပါတ်1ဘေဘဝဘေရောက်နော်ဝမ်းမြောက်ခြင်းကဖယားအလိုတော်ဖြစ်တယ်ဘေဘဝဘေရောက်ကျွန်တော်ဘေအတန်းတာဘေရောက်ကျွန်တော်တို့ကဖယားအတွေ့ဝမ်းမြောက်တဲ့အခါမှာဒါကဖယားအလိုတော်ဖြစ်တယ်နံပါတ်2ဖယားကကျွန်တော်သားသမီးတွေကိုနော်အချစ်အနေရပေါ်မှာမမူတည်ပဲဝမ်းမြောက်ဖို့ကဖယားကကျွန်တော်တို့ကိုသင်ပေးတာဖြစ်တယ်အခုတော့ကျွန်တော်ဖတ်သွားတဲ့ကျမ်းစာထဲမှာကျွန်တော်တို့မြင်တယ်စင်ပေါ်လူက
ဘာမှမရှိပေမဲ့လေစစ်ချင်းစိတ်မရှိတော့ဘူးအရင်တော့ကတော့သူကျွန်တော်သိတယ်ဒါပေမဲ့ဘာမှမရှိတော့ရင်လည်းပဲစစ်ချင်းတဲ့စစ်ကူမရှိတော့ဘူးအမေရန်ဝမ်းမြောက်တယ်ငါအကုန်လုံးသိမိပြီဖောကအတိကပါအဲ့ဒီနေရာမှာပါယူလေဆိုရင်တော့ contact and need ကျွန်တော်တို့လူအနေနဲ့လူချင်တာနဲ့လူအပ်တာရှိပါတယ်လူရမ်းမှာကတော့ကျွန်တော်တို့အရန်လူချင်တာနဲ့လူအပ်တာရှိတယ်ကျွန်တော်တို့လူချင်တာကတော့သူများလိုတော့နည်းနည်းလေးကားကောင်းအောင်အစဉ်ပြေအောင်လူချင်တာဒါပေမဲ့ဖယားကတော့ကျွန်တော်တို့လူချင်တာကိုမပေးပေးနဲ့ကျွန်တော်တို့ရဲ့လူအပ်တာကိုပဲဖယားသခင်ကပေးတယ်ကိုရောတာကိုလူချင်တယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာဖယားက no သင်ကဒါကိုလူအပ်တယ်ကျွန်တော်တို့ရဲ့လူချင်တဲ့အရာကိုပေးတယ်ဖယားမဟုတ်ဘူးလူအပ်တဲ့အရာကိုအမေရန်အချိန်တန်းနာရီတန်းအချိန်မရွေးပေးတယ်ဖယားဖြစ်တယ်အာမင်ဒါကကျွန်တော်တို့ကိုးကွယ်သောဖယားသခင်ဖြစ်တယ်စင်ပိုးလိုရဲ့ယက်တီမှုကိုလည်းပဲကျွန်တော်တို့နေ့နေ့ပြန်ကြည့်မယ်ဆိုရင်သူကအများကြီးပြောပြီဆိုတော့ပြောဆောင်လို့တော့တကိပညာရှိနော်တကိပညာရှိ professor ဒီတကိနာမည်ကြီးပညာရှိ Doctor of Law ကိုသင်နေတဲ့နော်ပုဂ္ဂိုလ်စီမှာသူကအကြားကြီးအများကြီးသင်ယူထားသောသူဖြစ်တယ်ဒါပေမဲ့သူကအနေနဲ့စင်ရချင်းကိုလေငါသိမိပြီဝမ်းမြောက်ချင်းကိုလေငါသိမိပြီအပိုင်ငယ်စနစ်ထဲမှာဆိုရင်လည်းပဲစင်ရချင်းချမ်းသာချင်းအားလုံးကိုငါသိမိပြီဖောသိမိတဲ့အရာ secret ရှိတယ်ဒါကအရာအားလုံးကိုဖယားသခင်ကစံထားဖြစ်တယ်အရာအားလုံးကဖယားသခင်စီမှာပဲရှိတယ်အရာအားလုံးကဖယားသခင်စံထားဖြစ်တယ်ကျွန်တော်တို့ကျမ်းမာတဲ့အချိန်မှာကစစ်တမျိုးတဲ့မကျမ်းမာတဲ့အချိန်မှာစစ်တမျိုးမဟုတ်ပဲနဲ့ကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေအစဉ်ပီသည်ဖြစ်စေမပီသည်ဖြစ်စေအမေရန်ဖယားအတွက်ဖယားကိုအမေရန်ဝမ်းမြောက်တတ်သောသူဖြစ်ဖို့ကစင်ပေါ်လူကသူတို့ကိုသင်ပြတဲ့အရာကိုမြင်ရတယ်နောက်ပြီးအပိုင်ငယ်စစ်တောင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ကျမ်းစာဖြစ်ကိုတွားရအောင်အပိုင်ငယ်စစ်တောင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာချစ်လဲဆိုရင်တော့ I can do all things in Christ သခင်ယေရှုအားဖြင့်ငါအရာအလုံးကိုတဆွမ်းနိုင်တယ်အဲ့ဒီကျမ်းစာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သခင်ယေရှုအားဖြင့်အရာအလုံးကိုတဆွမ်းနိုင်တယ်ဆိုတဲ့အရာကိုအရန်ခက်စားနေတာကျွန်တော်တို့မှခက်စားလာတော့မသိဘူးဘသူတွေကခက်စားခန့်လဲဆိုရင်တော့အာကစားသမားတွေကဘောလုံးနိုင်တယ်ဆိုရင်လေအရာအလုံးသခင်ယေရှုကြောင့်ငါတဆွမ်းနိုင်တယ်ဖလားရရင်လေအရာအလုံးသခင်ယေရှုကြောင့်ငါတဆွမ်းနိုင်တယ်ဆိုင်ပွဲဖြစ်လို့အောင်ရင်လေသခင်ယေရှုကြောင့်ငါအောင်တယ်ဒါကအရန်ခက်စားနေတယ်ဒါပေမဲ့စင်ပေါ်လို့ပြောချင်တဲ့အရာကဒါမဟုတ်ဘူး no စင်ပေါ်လို့ပြောချင်တဲ့အရာကသူတို့ကျမ်းစာကိုဖတ်ပြီးမှသခင်ယေရှုကြောင့်ငါတဆွမ်းနိုင်တယ်လို့နော်အောင်ပွဲခံတဲ့သူတွေနဲ့စင်ပေါ်လို့ပြောချင်တဲ့အရာကလုံးဝတခြားစီမင်းပါပဲလို့နော်ငါအကုန်လုံးလုပ်ပေးမယ်ဆိုတာလေမဟုတ်ဘူးဒါကကိုယုံကြည်ခြင်းခံမှာဖို့လေမဟုတ်ဘူးဒါကဘာလဲဆိုရင်တော့ခရစ်တော်၌ယုံကြည်ခြင်းကိုပ
ပို့ပြီးတော့ခံမှာဖြစ်တယ်အာမင်အခက်ခဲများဆိုတာရှိရင်လေကြုံသမျှအရာအားလုံးအပေါ်မှာခရစ်တော်ကိုပို့ပြီးတော့ယုံကြည်ခြင်းနဲ့ပို့ပြီးတော့ခံမှာဖို့နဲ့ဝါမြောက်ဖို့ကိုစင်ပေါ်လို့ကတတ်တွင်းတဲ့အရာကိုကျွန်တော်မြင်ရတယ်ဘေးပဝန်းကျင်မှာကျွန်တော်မြင်ရတဲ့အရာကြောင့်ဝါမြောက်တာမဟုတ်ပဲနဲ့ဝါမြောက်ခြင်းဆိုတဲ့နေရာမှာခရစ်တော်ကိုကျွန်တော်ပန်းဆန်းခြင်းအပြင်ဝါမြောက်တော်သူဖြစ်ဖို့တို့ကိုတတ်တွင်းတာကိုကျွန်တော်တို့မြင်ရတယ်ဒီအင်္ဂလန်ကနေဂျပန်အင်္ဂလန်ကနေဂျပန်ကိုဘောင်းကျဲတာနော်အင်္ဂလန်ကနေဂျပန်ကိုဘောင်းကျဲပြီးမှဘောင်းကျဲတဲ့အခါမှာဘောင်းကျဲဖို့သွားနေတဲ့အခါမှာဒီပါစတာလို့ပြောရအောင်ယုံကြည်သူတယောက်အမှုတော်ဆောင်တယောက်ကအဲ့ဒီမှာလိုက်သွားတယ်။အော်ငါလိုက်မယ်ငါလိုက်ချင်နေတယ်။အေးဆရာမလိုက်ပါနဲ့ဒါကဆရာလိုက်လို့ရတဲ့အရာမဟုတ်ဘူး။ငါတို့ဘောင်းကျေးမှလေဘောင်းကျေးပြီးမှပြန်လာမှာဂျပန်ပြည်ကိုငါတို့ဘောင်းကျေးပြီးမှအင်္ဂလန်ကိုပြန်လာမှာဆရာမလိုက်ပါနဲ့မဟုတ်ဘူးငါလိုက်မယ်။ဘာဖြစ်လို့လဲလို့ငါမင်းချင်းနေတဲ့မင်းတို့ဘယ်လိုဘောင်းချပြီးမှအဲ့ဒီမှာဂျပန်ပြည်ကိုဘယ်လိုဘယ်လိုဖြစ်မလဲဆိုတာကိုငါမင်းတို့ဘောင်းချတဲ့အရာကိုငါမင်းချင်းတယ်ငါလိုက်မယ်တဲ့လိုက်တဲ့ခါမှာတို့ကသွားပြီးမှဘောင်းကိုကျေးလိုက်တယ်ဘောင်းကိုဘုံလို့တို့ကျေးတဲ့ခါမှာဘောင်းကကျေးပြီးသွားပြီသူလေးမင်းပြီးအိုးဝေါမင်းပြီးဒါပေမဲ့ပြန်ဘောင်းချပြီးမှနော်ဘောင်းချပြီးမှသူကပြန်အပေါ်ကိုခေါင်းပြီးမှပဲပြန်တန်းပြီးမှအင်္ဂလန်ကိုပြန်သွားရတော့မှလေဒါပေမဲ့ဘောင်းချပြီးနောက်ပိုင်းမှာလေရင်ကပြန်အပေါ်ကိုမတက်နိုင်တော့ဘူးဘာဖြစ်လို့ဆိုတော့အင်ဂျင်တလုံးပြတ်သွားတာအင်ဂျင်တလုံးပြတ်သွားတော့အင်ဂျင်တလုံးထဲနဲ့နှလုံးရှိတာကိုအင်ဂျင်နှလုံးကတလုံးပြတ်သွားတော့တလုံးပဲကြံတယ်အဲ့ဒါကြောင့်အပေါ်ကိုမတက်နိုင်တော့ဘူးအပေါ်ကိုမတက်နိုင်တဲ့အခါမှာသူတို့ကခေါ်တယ်ငါတို့လေရင်ပြပြီမရတော့ဘူးအင်ဂျင်ပြတ်သွားပြီသူတို့ကအင်္ဂလန်ကိုဖုန်းခေါ်တယ်ဟာလားသူတို့စစ်ပူနေရတယ်လေနော်ဗာလီမသားဆူရီကစစ်ပူတကယ်စစ်ပူနေရတယ်ဘယ်လိုနည်းမှကေဖုကလည်းလေအခြေအနေကမရှိတော့ဘူးသူတို့ကရုံးကနေတယ်မရတော့ဘူးအမျိုးမျိုးဒါပေမဲ့အင်ဂျင်နီယာတွေကတကယ်ကြည့်တဲ့အခါမှာလူအပ်တာကပေါင်90ကိုရောက်ဖို့လို့နော်ပေါင်90ရောက်မှာပဲပေါင်90ရောက်ပေါ့နော်ပေါင်90ရောက်သွားမှာပဲပေါင်90မှာရှစ်မှာပေါင်90ရောက်သွားမှာပဲလင်ကိုပြန်တန်းလို့ရမှာအင်ဂျင်တလုံးနဲ့အဲ့ဒါချိန်မှာသူတို့ဘယ်လိုမှလို့မရတော့သူတို့အရန်စစ်ပူနေတဲ့ချိန်မှာသူတို့ကတတိယလာအေးဆရာပါစတာဆူတောင်းလေဟုတ်ကဲ့ဒီမှာတော့အားပြီးမဆူတောင်းတာပေါ့အခန်းထဲမှာသွားပြီးမဆူတောင်းတယ်ဆူတောင်းတဲ့ခါမှာနည်းနည်းကြာလာတော့လေရင်ကပြန်သွားလို့ရပြီโอ้ဆရာဆူတောင်းတာဖျားနာညောင်းနေပြန်သွားလို့ရပြီအိုးမပူနေတော့အစင်ပြီးသွားပြီသူတို့ဖုန်းခေါ်ပြီးအစင်ပြီးသွားပြီမလူတော့ဘူးနော်ငါတို့လာတော့မယ်ဒါမဲ့အဲ့ဒီဖျားအမိုးတော်ဆောင်တဲ့သူကတော့ဆူတောင်းတဲ့အခါမှာဖျားကအဖြစ်ပေးတယ်ဖျားကဘာဖြစ်ပေးလဲဆိုကိုတော့ငါတို့ကိုကောင်းကောင်းမွန်နဲ့နော်ဒီမှာအခုလင်းပေါ်မှာရှိတဲ့လူတွေအားလုံးဘေကီလောင်ချုံစွာနဲ့အင်္ဂလန်ကိုရောက်နိုင်ဖို့ရန်ကိုတော့ဖေးမကူငင်ပါလို့ဆူတောင်းတဲ့အခါမှာဖျားသခင်စကားနဲ့အတန်ကြားတဲ့အရာကသူတို့တင်ဟာသခင်ယေရှုကအသက်ကိုဆွံပြီးမှတင်ကိုကေတာမဟုတ်ဘူးလားသူတို့အတွေ့ကိုတင်မကေနိုင်ဘူးလား
အဲ့ဒီအတန်ကိုသူကြားတဲ့အခါမှာဟုတ်တယ်နော်သခင်ယေရှုကငါအတွက်အသက်ခံတယ်ဖယားသားကပဲလူဇာတိကိုခံပြီးမှဒီလောကကိုဆင်သွင်းပြီးငါရအပြစ်ကိုနော်ကြည်တယ်ငါဘာလို့သူတို့အတွက်ငါဘာလို့မလုပ်နိုင်ရမှာလဲပြီးသွားပြီလင်ကတော့သွားပြပပနဲ့အင်္ဂလန်ကိုပြန်ရောက်တယ်အင်္ဂလန်မှာသူတို့ရဲ့မိသားစုတွေပြန်ကြိုတဲ့ခါမှာဝမ်းမြောက်စွာနဲ့အချင်းချင်းကြိုကြတယ်โอเคကောင်းလို့ဆင်ပြီးသွားပြီဘာသာကမထွက်လာတော့ဘူးမိသားစုလေးရောက်နေပြီဟေးဘာသာကဘယ်မှာလဲဟိုမှာအခန်းထဲမှာဆူတောင်းလို့ပါတာကြီးဆူတောင်းချင်းအဖြစ်ငါတို့ဒီမှာလွတ်လာတာအခုကသူကဆူတောင်းနေတော့ဒီမှာလေရင်လေးစီးနိုင်ပြီဆိုတော့ဖျားသခင်စီကိုပြန်လေးပြီးတော့ချီးမွမ်းတာဖြစ်မယ်လို့ဆောင်းနေတာမပေါ်တော့ဘူးဆောင်းနေတာမပေါ်တော့ဘူးဆောင်းနေတာမပေါ်တော့ဟာမဟုတ်သေးဘူးဆရာကိုသွားကြရအောင်လို့သူတို့သွားကြတဲ့ခါမှာမရှိတော့ဘူးဆရာကမရှိတော့ဘူးမရှိတဲ့ခါမှာဘယ်လိုဖြစ်တာလဲဒါပေမဲ့သူတို့ကချုံမုံနဲ့ရောက်နေတယ်ဘာအကြောင်းလဲဆိုရင်သူတို့လေရင်ပေါ်မှာရှိတဲ့လူတွေကိုလွတ်မြောက်ဖို့ရန်ကောင်းမွန်စွာနဲ့မိသားစုတွေနဲ့ပြန်လည်ပြီးတော့ဆုံစည်းနိုင်ဖို့ရန်မိသားစုတွေနဲ့ပြန်လည်ပြီးတော့ပျော်ပျော်ဆွန်ဆွန်ပြန်နေနိုင်ဖို့ရန်သူကိုယ်တိုင်ကအသိပေးဖို့လိုနေပြီ90လူပေါင်က90ပဲရှိတယ်လေသူ့ရဲ့ပေါင်90ကိုရောက်မှာပဲသူတို့ကရောက်နိုင်မှာပေါ့သူဆွတောင်းတဲ့ခါမှာသင်အတွေ့သခင်ယေရှုအသေးခံတယ်သင်ကိုသူတို့အတွေ့မသိနိုင်ဘူးလားပြောတာဟုတ်ပြောတဲ့ခါမှာဟုတ်ပါလေဟုတ်တယ်နော်သူမြအတွေ့အသေးခံပေးပြီးမှပဲမသားစုဒီကဝိုင်းမြောက်စွာသူတို့အင်္ဂလန်ကိုရောက်နေတယ်ကျွန်တော်တို့ဘဝထဲမှာသူမြအတွေ့အနေနာခံခြင်းသူမြအတွေ့လောက်ပေးခြင်းဟာဖရာလိုတော့ဖြစ်တယ်ဒီမှာရှိတဲ့မိတ်ဆွေများအားလုံးကျွန်တော်အနေငယ်လေးခွန်အားပေးခြင်းအရာကကျွန်တော်တို့ကတော့ရဖို့ပဲတည်တယ်ဟုတ်တယ်မှန်ပါတယ်ဒါပေမဲ့ပေဘဝပဲရောက်သူများအတွက်အနေနာခံနိုင်တော့ပုဂ္ဂိုလ်ဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်လောကအရာအားလုံးထက်ကျွန်တော်တို့အရေးကြီးဆုံးအရာကမနေ့ညပြောပြီးပြီမနေ့ကလည်းကျွန်တော်သင်တန်းမှာပြောပြီးပြီစင်ပိုလူကိုရန်ကလောဝဘာမှလောက်စားမလို့ပဲသူများဘာမှမဟုတ်တဲ့လူတွေရဲ့ကြည်ရချင်းဘာမှမဟုတ်တဲ့လူတွေရဲ့အထူးခံခြင်းနော်အဖန်ခံခြင်းကြည်ရချင်းကိုခံစားမလို့ဘူးဖာရီရှဲလေသူလောက်မေစအကောင်လုံးလောက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လောက်နိုင်တယ် power ရှိတယ်အကောင်လုံးလောက်နိုင်တယ်တထေးပညာရှိသူ့မှာဘာမှမလို့ဘူးဒါပေမဲ့သခင်ယေရှုကသူ့ကိုခေါ်တဲ့ခါမှာသူ့ရဲ့ဆုံးရှုံးမှုတွေကမိသားစုဆွေမျိုးများနော်မာနကြီးမှုနော်ကုန်သစ်ခါရီအကုန်လုံးဆုံးရှုံးသွားတာစီးပွားရေးနှုတ်ပြနာမည်ကြီးမှုတွေယာထူးတွေလောကပိုင်ဆိုင်မှုတွေဖြောင်းမချင်းဖာရိရှဲတွေကတို့အရန်ကျင့်ပြီးမှဖြောင်းမချင်းကိုတို့ကပါကျင့်ကြတယ်ဒါတွေအားလုံးလောကရဲ့မေတ္တာအရာဖွင့်ခြင်းလောကရဲ့မေတ္တာရဲ့ဖွင့်ခြင်းတွေအကုန်လုံးဆုံးရှုံးသွားတယ်ကျွန်တော်ပါစတာကနေ့ကျွန်တော်တို့ဘုရားကျောင်းပြီးမှတခါတလေကျွန်တော်တို့ဘယ်လဲစားတော့ဆန်ကိုသွားပြီးမှတခါတလေစားတယ်စားတဲ့ခါမှာကျွန်တော်ပါစတာကပြောလဲဆိုတော့အေးသူများကြတော့ခုချီမှာကတော့နိုင်ကလာမှာပြောမြတ်ချင်းနော်တို့သွားချင်တာသွားလို့ရတာချင်းဒါပေမဲ့ကျွန်တော်တို့ကတော့ဒီနော်ဖယားသခင်ကထင်းပြီးပြီဖြစ်တဲ့အတွက်နိုင်ကလာသွားချင်ရင်လေမရတော့ဘူးတောက်ချင်ရင်လေမရတော့ဘူးရှူချင်ရင်လေမရတော့ဘူးကျွန်တော်တို့ဖယားအမို့တော်ဆောင်ဖယားရဲ့ကျွန်အနေနဲ့တော့ဒီညနေစားတော့ဆံမှာအတူတကွစားတာကကျွန်တော်တို့အမြတ်ဆုံးဖြစ်သည်လို့ပြောတယ်ကျွန်တော်တို့ခရိယန်ဖြစ်ပြီးယုံကြည်သူဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆုံးရှုံးမှုတွေအများကြီးရှိတယ်နော်
ရှစ်တာပေါ့ဒီနေ့ကိုလေးဒီမှာမလာဘဲနဲ့တရားညမှာတော့ပျော်ပျော်ပါပါနော်ကြက်တယ်လို့လော်ရတယ်ဘသူကထင်းလေဝိညာဉ်တော်ကထင်းလေဒါပေမဲ့လောကအရာအားလုံးကိုရှောင်းသွားပေမဲ့လေစင်ပိုလူကနော်တခုထေသောရတဲ့အရာကသူယေရှုခရစ်ကိုရခြင်းအဖြစ်ဒီအရာအားလုံးထပ်ပို့ပြီးတော့ပြောတယ်ထာဝရအသက်ကိုရတယ်အာမင်ဒါကလောကမှာအရေးကြီးဆုံးသောအရာဖြစ်တယ်လောကမှာမင်းဆွေအကုန်လုံးရှောင်းမှုတွေရှိပေမဲ့လေသခင်ယေရှုရတယ်ဆိုရင်လောကမှာပေအရာနဲ့မှလဲလို့မရတဲ့အရာဖြစ်တယ်အားလုံးပေါ်ဖျားစင်ကောင်းချီးပေးပါစေနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးသွားတဲ့ဆရာကိုကျေးဇူးတင်တယ်ဆရာနဲ့တူဆရာအသင်းတော်မိသားစုတွေအားလုံးပေါ်မှာဖခင်ကောင်းချီးပေးပါစေကျွန်တော်အသင်းတော်မှာအခုလိုလာပြီးပါဝင်ဖို့ပေါ့နော်ခွင့်ပြုပေးတယ်ဆရာကတော့နောက်ပြီးတော့ဆရာအသင်းတော်ကိုလည်းကျွန်တော်ကျေးဇူးတင်ကြောင်းပေါ့နော်ပြောပြချင်တယ်အသင်းတော်ကိုလည်းပြောပေးပါကျွန်တော် GBCMD ကနေကျေးဇူးတင်ပါတယ်နောက်များမှာလည်းကျွန်တော်အသင်းတော်မှာဆရာကိုယ်တိုင်ပဲဖြစ်ဖြစ်တင်းသူတင်းသားတွေလည်းလာပြီးတော့လဲပတ်ကြဖို့ပေါ့နော်အသင်းတော်အနေနဲ့လည်းကျွန်တော်ထပ်ပြီးတော့ဖိတ်ချင်ပါတယ်ခုချိန်မှာကျွန်တော်အားလုံးမတက်ရက်ပြီးတော့တခြင်းတစ်ပုတ်ဓမ္မတခြင်းတစ်ပုတ်တူတကွာချင်းမွေးရအောင်အစင်ရှင်လန်းဝမ်းမြောက်ရှင်လန်းမြည်ဆိုတာကျွန်တော်အတူတကွာချင်းမွေးရအောင်ပြီးတဲ့အခါမှာဆုတောင်းကောင်းချီးပေးမယ်အာမင်၃ကြိမ်ထူပြီးတော့ဘုပြကိုးကွယ်ခြင်းကိုဆုံးသတ်ဖို့ဖြစ်ပါတယ်အပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ဝုပြုတ်ပြီးတဲ့အခါမှာ group တပ်ပုံလေးတပုံလောက်ကျွန်တော်အမှတ်တရရရအောင်လေနော်ရှေ့မှာဘယ်သူမှမပြန်သေးပဲနဲ့အစင်ရွှင်လန်းဝမ်းမြောက်ရွှင်လန်းမြည်ဆိုနော်အစင်ရွှင်လန်းဝမ်းမြောက်ရွှင်လန်းမြည်that tower a man ya baby the king great dawn ya go yo ya say ya ja the tower one
ဟာလေလုယာမြတ်တော်ရှင်ဖဖျားသခင်ပြင်ဆင်ပေးတဲ့ချိန်တိုင်းအတွက်ယေရှုတင်တယ်ဘုရားသခင်ကိုချစ်တဲ့သားသမီးတို့စုကိုလည်းဒီနေရာမှာပို့ဆောင်ပေးပြီးတူတကွဝတ်ပြုရသောခွင့်အတန်များကိုလွှင့်ပြီးတော့ချီးမွမ်းခြင်းကိုခံထိုက်တဲ့ကိုရောကိုချီးမွမ်းရသောခွင့်နဲ့အသက်ရှင်သောကိုရောရဲ့နှုတ်ကပတ်တော်ကိုလည်းတူတကွကြားနာခွင့်ရတဲ့အတွက်ယေရှုတင်ပါတယ်ဝင်းကားသွားတဲ့ဆရာပုဂ္ဂိုလ်လည်းခရစ်တော်နာမနဲ့ကောင်းချီးပေးတဲ့ဆရာနဲ့အတူဆရာရဲ့မိသားစုတွေအသင်းတော်ရဲ့ယုံကြည်သူတွေပေါ်မှာလည်းကိုရောကောင်းချီးပေးပါကြားနာတဲ့သားသမီးတွေလည်းနှုတ်ကပတ်တော်အပြင်အသက်တာမှာဝမ်းမြောက်ခြင်းနဲ့အတူယုံကြည်ခြင်းပိုင်းဆရာမှာကြီးထွားရင်းချက်ပြီးဖျားအတွက်သာ၍အသက်ရှင်သွားလာနိုင်တဲ့သူတွေတည်တည်ဖြစ်စေပါမည်အကြောင်းသုံးပါးတစ်လုံးတော်ရဖြစ်တော်မူထသောခမည်းတော်ဘုရားသခင်ချစ်ခြင်းမြတ်တာသားတော်၏ကျေးဇူးတော်ကရုဏာတော်နှင့်တန်ရှင်သောဝိညာဉ်တော်၏လမ်းပြပို့ဆောင်ခြင်းနှစ်သိမ့်ပေးခြင်းပေါင်းတို့သည်ဝိပုကိုးကွယ်ခြင်းမှာပါဝင်ကြတဲ့သားသမီးတွေတူချစ်စတိုင်းပေါ်မှာယနေ့မှစ၍ကာလစီမြဲတည်ရှိတည်နေပါစေသောအာမင်ရောက်စတိုင်းဖျားကောင်းကြည့်ပေးပါစေခဏလေးရှေ့ကိုကျွန်တော်ထွက်လာပေးပါလားပြီးမှပဲတူတကွပြန်လက်ဆွဲနှုတ်ဆက်ကြတာပေါ့နော်